ဒါလေးကို unboxing လုပ်ပါမယ် upset deck လေးကားပေါ်မှာတင်ဖို့ finger လေးတွေပေါ့နော်တူတူလေးဒါလေးတွေ6 ရုပ်ပါတယ်ဒါလေးတွေပေါက်လို့ဆိုဒီအရုပ်ကလေးတွေပေါ့နော်မ secret ကကြတော့အိတ်နေတာလေးတွေဒါပေမဲ့ဗာလေးရမယ်မသိဟောက်ကြည့်လိုက်မယ်နော်ချစ်လို့လေးပဲလေးတွေသူအိတ်ကနည်းနည်းမှာချစ်စရာလေးဒါပဲပါလေဒီကောင်းလေးချစ်စရာနောက်တစ်ခေါက်ဖောက်မယ်ကြည့်နေပဲညှက်လိုက်မယ်ညမလေးနဲ့သူလည်းပါသူကလည်းဒီမှာတက်လည်းဒီမှာညမလေးနဲ့ကားပေါ်မှာတင်ကားရဲ့အရှိမတင်မှာပေါ့နော်ပန်းလေးကောင်းပေါ်မှာစောင်းနေတာဒီမှာဒီထိတ်ဆုံးအကောင်လေးဒီထိတ်ဆုံးအကောင်လေးဒီဟာလေးရထပ်ပြီးကြည့်ကြည့်မယ်ဒါဒီဟာခွက်ကလေးပါဒါပါလေးနဲ့ဒါ secret လားအပြားလေးတော့ကောင်းဝင်နဲ့ဒီမှာဒီဟာသူကဒီအပြားလေးပေါ်မှာတင်မှာသူကခြေထောက်တစ်ချောင်းမြှောက်ပြီးတော့ဒီမှာဖြစ်နေတော့ဒီလို upload တော့ညပြီးမှတက်တော့ဒါဖရဲသီးလေးကိုင်တာဒါဖရဲသီးလေးကိုင်တာဒီနေ့တော့5ရုပ်ဒီမှာနောက်တစ်ရုပ်ဖွဲ့ချင်တော့နောက်တစ်ရုပ်က secret လေးပေါင်ကောင်းပါပဲ secret လေးပေါက်ချင်တယ် secret လေးအိတ်နေတဲ့ကောင်းsecret မဟုတ်ဘူးမျက်မှန်နဲ့ကောင်းမှဖြစ်မှာငါးဖတ်ထားတဲ့ကောင်လေး secret တော့မဟုတ်ဘူးငါးဖတ်ထားတဲ့ကောင်လေး6ရုပ်ဆရာလေးတွေပါဆရာလေးကားပေါ်မှာတင်မှုရုပ်ကိုကြည့်သူကစူပုတ်နှကန်းထိုးမျက်စောင်းကထိုးသေးတယ်မျက်စောင်းကထိုးသေးတယ်ဒီမှာကြည့်ပါ
ညဆောင်အထူသေးချစ်စရာနော်ချစ်လိုက်တာ